ဂျပန်မှာအိမ်ပြောင်းတဲ့အခါရှီယာရှော့ရက်ွက်ရုံတွေမှာလိပ်စာအပြောင်းအထွက်အရွှေ့တွေကိုဘယ်လိုလုပ်ရမလဲဗီဒီယိုလေးမှာဆက်ကြည့်ပေးပါရှင်ဂျပန်မှာအိမ်ပြောင်းပြီဆိုရင်တိကိုတိထားတဲ့စာလုံးလေး၃လုံးပါ Tenshutsu Totoke, Tenyu Totoke, Tenkyo Totoke ဆိုပြီးတော့ရက်ပေါင်းဆိုပြီးတော့၃လုံးရှိပါတယ်ဒီလိုဖြစ်မယ်တိထားဖို့လိုပါတယ်ပထမဦးဆုံးက Tenshutsu Totoke ရက်ကွက်အထွက်တင်ခြင်းလို့ပြောပါတယ်အဲ့ဒါလေးကိုသိထားရမယ်ရက်ကွက်အထွက်တင်တာကကိုထွက်မဲ့ရက်ကွက်ရုံးမှာတွားပြီးတော့မှကျမအထွက်လုပ်ပါမယ်ဆိုပြီးမှဖောင်သွားတင်တာကိုပြောတာပါအဲ့လိုဖောင်သွားတင်တဲ့အခါမှာကိုပြောင်းမဲ့လိပ်စာအသစ်ကကိုလက်ထဲမှာရှိနေရပါမယ်အဲ့ဒါမှအဲ့ဒီ Tenshutsu Totoke ရက်ကွက်အထွက်တင်ခြင်းဆိုတဲ့လုပ်ငန်းစဉ်ကိုလုပ်လို့ရမှာဖြစ်ပါတယ်သူ့ကိုလုပ်တဲ့အခါမှာပြောင်းဖို့14ရက်မတိုင်ခင်မှာတွားပြီးတော့လုပ်ရပါမယ်14ရက်ထက်စောပြီးတော့မှတွားလုပ်တဲ့အခါမှာမရတာမျိုးတွေရှိတတ်ပါတယ်14ရက်မတိုင်ခင်ရက်ကွက်ရုံးမှာရက်ကွက်အထွက်ဆိုတဲ့စာရင်းကိုတင်လိုက်ပြီဆိုလို့ရှိရင်ရက်ကွက်ရုံးကနေပြီးမှရက်ကွက်အထွက်ထောက်ခံစာဆိုတဲ့ Tenshutsu Shome Sho ဆိုတဲ့စာရွက်လေးကိုပြန်ပေးလိုက်ပါမယ်အဲ့ဒီစာရွက်ကနောက်ရက်ကွက်ရုံးအသစ်မှာရက်ကွက်အဝင်လုပ်တဲ့အခါမှာအသုံးပြုရပါမယ်အဲ့ဒီစာရွက်ကိုတခါတလေစာရွက်နဲ့ပြီးတဲ့ရက်ကွက်ရုံးတွေရှိသလိုတခါတလေ My number ကတ်ထဲမှာ data အဖြစ်နဲ့ထည့်ပေးလိုက်တဲ့ရက်ကွက်ရုံးတွေလည်းရှိပါတယ်ရှင်အဲ့ဒါကြောင့်မိမိကဘယ်လိုပုံစံနဲ့ရရှိခဲ့တယ်လဲဆိုတာကိုသိထားရပါမယ် My number ကတ်ထဲမှာ data ရှိနေတာဆိုရင် My number ကတ်ကိုမပြောင်းမပြတ်နဲ့ထိန်းသိမ်းထားရပါမယ် My number ကတ်သက်တမ်းကနောက်14ရက်အတွင်းကုန်တော့မယ်ဆိုရင် My number သက်တမ်းမကုန်ခင်မှာရက်ကွက်အသစ်ကိုတွားပြီးတော့မှစာရင်းဝင်ပေးဖို့လိုပါတယ်ဒီထဲက data က14ရက်နေရင်ဖြစ်ဖြစ်သက်တမ်းကုန်သွားရင်ဖြစ်ဖြစ် data ပြတ်သွားလို့ရှိရင်အလုပ်ရှုပ်တာမျိုးတွေထပ်ပြီးဖြစ်နိုင်ပါတယ်ဒုတိယတစ်ခုက Tenyu Totoke ရက်ကွက်အဝင်တင်ခြင်းလို့ခေါ်ပါတယ်ဒီကောင်ကကြတော့ကိုအသစ်ပြောင်းမဲ့ရက်ကွက်ရုံးကိုပြောင်းသွားမဲ့ရက်ကွက်ရုံးမှာတွားပြီးတော့ကျွန်တော်ကတော့ဒီရက်ကွက်ရုံးကိုပြောင်းလာပါပြီဆိုတဲ့အကြောင်းကိုရက်ကွက်အဝင်တင်ပေးရတာဖြစ်ပါတယ်သူကလည်းရက်ကွက်ကိုပြောင်းလာပြီး14ရက်အတွင်းမှာတွားလုပ်ရပါတယ်အဲ့ဒီက14ရက်အတွင်းမလုပ်ဘူးဆိုရင်တခါတလေလုပ်လို့မရတာမျိုးတွေဖြစ်တတ်ပါတယ်ရက်ကွက်အဝင်လုပ်တဲ့အချိန်မှာယူသွားရမယ့်စာရွက်စာတမ်းလေးက Tenshutsu Shome Sho ဆိုတဲ့စာရွက်လေးကအရေးကြီးပါတယ် Tenshutsu Shome Sho ကအရင်ကိုနေခဲ့တဲ့ရက်ကွက်ရုံးမှာရက်ကွက်အထွက်လုပ်တဲ့အခါမှာဒီစာရွက်လေးကိုရနိုင်ပါတယ်အခုနောက်ပိုင်းကတော့စာရွက်နဲ့မပေးဘဲနဲ့ My number ကတ်ထဲမှာ data အဖြစ်နဲ့ထည့်ပေးလေးရှိပါတယ်အဲ့စာရွက်လေးရဲ့ဇိုင်းယူကတ်ရဲ့ passport တို့ရဲ့လိုပါတယ် My number ထဲမှာထည့်ပေးလိုက် data ထည့်ပေးလိုက်တဲ့သူဆိုရင်တော့ My number ကတ်ကလေးလည်းယူလာရပါမယ်ရှင်တတိယတစ်ခုကတော့ Tenkyo Totoke ဆိုတာကအိမ်ပြောင်းကြောင်းဖောင်တင်ခြင်းစရင်တင်ခြင်းကိုပြောတာပါအိမ်ပြောင်းတာကိုပြောတာပါအရှိအနှစ်ခုနဲ့ကွာတာကြတော့အရှိအနှစ်ခုကရက်ကွက်ထွက်တယ်ရက်ကွက်ထဲကိုဝင်တယ်ရက်ကွက်တစ်ခုလုံးပြောင်းသွားတယ်ဒါမျိုးချိန်တွေမှာတုံးပြီးတော့ဒီ Tenkyo Totoke ကတော့ဒီရက်ကွက်ထဲမှာကိုပဲဒီအိမ်ကနေဟိုဘက်အိမ်ကိုပြောင်းတာတို့ဒီတိုက်ကနေဟိုဘက်တိုက်ကိုပြောင်းတာတို့ဒီရက်ကွက်ထဲမှာပဲပြောင်းတာမျိုးအိမ်ပြောင်းတာကိုပဲအကြောင်းကြားချင်တာဆိုရင် Tenkyo Totoke ဆိုတဲ့ဟာကိုတင်ပေးရပါတယ်လိပ်စာပြောင်းတဲ့ပုံစံမျိုးပါသူလည်းဒီလိုပါပဲ14ရက်မတိုင်ခင်သွားလုပ်ပေးရတယ်ဒါကအရှိကပြောခဲ့တဲ့စာလုံး၃လုံးကိုပြန်ပြီးရှင်းပြပေးရပါအပေါ်ကပုံမှာ1ရက်ကွက်ထဲမှာကအိမ်1ကနေအိမ်2ကိုပြောင်းတာမျိုးဆိုလို့ရှိရင် Tenkyo Totoke ဆိုတဲ့အိမ်ပြောင်းကြောင်းစာကိုပဲတင်ပေးစရာလိုပါတယ်နံပါတ်2အောက်က2ရက်ကွက်ကိုကြည့်ပေးပါအပေါ်1ရက်ကွက်ကနေအောက်2ရက်ကွက်ထဲကိုအိမ်ပြောင်းရွှေ့ချင်တာဆိုလို့ရှိရင်အရင်ဦးဆုံး1ရက်ကွက်ထဲကနေပြီးမှ Tenshutsu Totoke ဆိုတဲ့ရက်ကွက်အထွက်ထောက်ခံစာကိုယူရပါတယ်ပြီးတော့မှရက်ကွက်2မှာလာပြီးတော့ Tenyu Totoke ဆိုတဲ့ရက်ကွက်အဝင်စရင်တင်တာကိုတင်ပေးရပါတယ်ဒီလိုမျိုးပုံစံမျိုးလေးရှိပါတယ်ရက်ကွက်ရုံသွားပြီးတော့အိမ်ပြောင်းအိမ်ရွှေ့တွေလုပ်ချင်တယ်စရင်တွေပြောင်းချင်တယ်ဖောင်တွေတင်ချင်တယ်ဆိုလို့ရှိရင်မပါမဖြစ်ကိုစီမှာဇိုင်းရုက passport တို့ My number ကအင်ကန်တစ်စိတ်တုံးပေါ့နော်မိမိမှာရှိရင်တော့ယူသွားပေးရပါမယ်လိုအပ်တဲ့ခါတွေရှိတယ်လို့မလိုအပ်တဲ့ခါတွေလည်းရှိပါတယ်လိုရမယ့်ဒါမျိုးတွေပဲယူသွားတင်ပါတယ်ရှင်
အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့မိမိဇာတ်ရုပ်ကမှသူကပြောင်းချင်တဲ့လိပ်စာကိုရေးပေးပါလိမ့်မယ်။အဲ့တော့ပြောင်းပြီးသားကတ်ကိုသူ့စီကပြန်ရပြီဆိုလို့ရှိရင်အိမ်ပြောင်းအိမ်ရွှေ့ရဲ့လုပ်ငန်းစဉ်လေးပြီးဆုံးပါပြီ။နောက်ထပ်ကျန်းမာရေးကတ်သက်တမ်းတိုးတာတွေနဲ့ကျန်းမာရေးကတ်အဝင်လုပ်တာပင်စင်အဝင်လုပ်တာမျိုးတွေကိုလည်းထပ်ပြီးတော့တင်ပြပါဦးမယ်ရှင်။အဆုံးထိကြည့်ပေးရဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။